ဒီ body combat တစ်ခုတည်းနဲ့ lifestyle ကိုဖြတ်တန်းလို့ရလားဆိုတော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့ရတယ်လို့ပြောလို့ရတယ်ပေါ့နော်ဖြတ်တန်းလို့ရလားဆိုတော့ရတယ်ဒါပေမဲ့ဒီတစ်ခုပဲလုပ်ရမယ်ဒါပဲလုပ်ရမယ်လို့ပြောချင်တာလားဆိုတော့လေကျွန်တော်အနေနဲ့အဲ့လိုတော့တစ်ဖက်ပိတ်အနေနဲ့မပြောချင်ပေါ့နော်ဆိုတော့ lifestyle ကိုဖြတ်တန်းတဲ့အခါမှာကျွန်တော်တို့သုံးခြင်းနဲ့တိုင်းတာတယ်ပေါ့နော်ခန္ဓာကိုယ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတကယ်လက်တွေ့ဘဝမှာအထောက်အကူပြုတဲ့ဟာမျိုးဖြစ်ရလားဆိုတဲ့အရာနဲ့တိုင်းတာလို့ရတယ်ပေါ့နော် body combat လေ့ကျင့်ခန်းကကိုယ်လေးလှုပ်ရှားဖြစ်တဲ့အပြင်ကိုဒီအစီ calorie burn တဲ့ဟာလည်းဖြစ်တယ်ခန္ဓာကိုယ် movement တွေကို joint တွေကိုလည်းmobility ပိုကောင်းစေတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်တယ်အစီကြောင့်မဲ့သူ join မယ်ဆိုရင်လည်းအဆင်ပြေတဲ့ဟာမျိုးပေါ့နောက်တစ်ခုကဒီလှုပ်ရှားမှုတွေ movement တွေ mobility ကောင်းတဲ့သူ join ခြင်းလည်း core တွေပြရမလားဘိုင်းကျွတ်သား muscle တွေကောင်းခြင်းတဲ့သူပေါ့နော်ဒါဆိုရင်လည်းသူ join တဲ့ဟာမျိုးပေါ့နော်ဒီထဲမှာပါတဲ့အခါကျတော့နောက်တစ်ခုကခုနပြောသူ quadriceps emotion ဖြစ်နေတဲ့အချိန်မှာစိတ်တဲ့ဘိုင်းဆိုင်ရာ strong ဖြစ်ဖို့လိုအပ်တဲ့သူတွေအနေနဲ့လည်း join လို့ရတယ်ကိုယ့်ရဲ့ lifestyle မှာဖြတ်သန်းဖို့အတွက်တကယ်လေ့ကျင့်ခန်းလုပ်တဲ့ဟာနဲ့အပြင်လက်တွေ့ဘဝမှာကန့်ညီမှုရှိတဲ့လေ့ကျင့်ခန်းလည်းဖြစ်တယ်ဒီ training တွေကကျတော့တကယ် lifestyle မှာအမောခံနိုင်ဖို့ရည်ရှိတက်လုံကောင်းမှုဆိုတဲ့ဟာတွေပါတဲ့အတွက်ကြောင့်မို့နော်ဒီ body combat တစ်ခုတည်းနဲ့ lifestyle မှာဖြတ်သန်းမယ်ဆိုရင်လည်းရပါတယ်တခြားလေ့ကျင့်ခန်းတွေလုပ်ချင်သေးတယ်ဆိုရင်လည်းဒါကတော့ကိုယ့်ရဲ့ရွေးချယ်မှုပေါ့နော်